ဟုတ်ကဲ့ပါကျွန်တော်ကတော့စာကာခစစ်ခွန်လဲအောင်ခမာယာ9ခွန်လေးတန်းမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်မှာကတော့ပါစာ1ခွန်လဲ10ခွန်ကတတနိုင်ငံယူပဲဖြစ်ပါတယ်ကျွန်တော်ကတော့ရခိုင်လူမျိုးပါဗုဒ္ဓဘာသာကိုကိုးဝေပါတယ်ကျွန်တော်မှာမွေးချင်း9ယောက်ရှိပါတယ်ကျွန်တော်ကတော့4ယောက်မြောက်သားပါအဖေနာမည်ကတော့ဥမောင်တန်းဖြစ်ပါတယ်အမေနာမည်ကတော့ဒေါကင်တန်းများဖြစ်ပါတယ်ကျွန်တော်ကတော့ရခိုင်ပြည်နယ်ရန်မင်းမြို့နယ်ကြောက်စောက်ကျေးရွာမှာနေထိုင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ရေရှိတင်တန်းတွားရောက်ရှိမဟုတ်ပါဘူးကျွန်တော်ကတော့ဒီ2025နှစ်လပိုင်းမှာနေပြီးတော့ကျန်းမာရေးမကောင်းဖြစ်ပါတယ်အဲ့ဒီမှာနေပြီးတော့မအီဆေးရုံမှာနေပြီးတော့ကျွန်တော်ဆေးရုံတစ်ခေါက်တက်ပါတယ်အဲ့ဒီမှာဆရာမကနေပြီးတော့ကျွန်တော်နေပြီးတော့ဒီရန်ကုန်သွားရင်သွားဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဲ့ဒီအချိန်မှာရန်ကုန်သွားမဲ့လမ်းတွေကအကုန်လုံးပိတ်ထားတာရှိပါတယ်သွားလို့မရပါဘူးရန်ကုန်အဲ့ဒါနဲ့ကျွန်တော်ဒီတငယ်ချင်းတယောက်ကနေပြီးတော့ကျွန်တော်နေပြီးတော့မင်းရန်ကုန်သွားချင်လို့ရှိရင်ဒီကိုယ်စားရှိတယ်ကိုယ်စားလိုက်ဖို့နေတာရှိတယ်မင်းကိုမိတ်ဆက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ကိုလာပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းအဲ့ဒီကိုယ်စားကိုသွားတက်ပါတယ်ကိုယ်စားပြောလို့မင်းရန်ကုန်သွားချင်တာလားမင်းဘာမှမဖြစ်စေရဘူးငါအာမခံပေးတယ်ဆိုပြီးတော့ကိုယ်စားပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကပြန်မေးပါတယ်ရန်ကုန်သွားရင်တယောက်ကိုဘယ်လောက်ကုန်မလဲဆိုတော့သူကနေပြီးတော့စံကတသိပေးရမယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့ပစ္စံကဘယ်လိုပေးရမလဲလို့ကျွန်တော်ကထပ်မေးပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ဒီကိုယ်စားကနေပြီးတော့ဒီတဝက်ကိုဒီ10သိန်းကိုကြာတော့ဒီရခိုင်မှာပေးရမယ်ကိုမသွားခင်အဲ့ဒီနောက်တဝက်ကိုကြာတော့ဒီညောင်ရိုးရောက်မှပေးရမယ်ဆိုပြီးတော့ဒီပစ္စံခန္ဓာသိန်းကိုကြာတော့ညောင်ရိုးရောက်မှပေးရမယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဒီရခိုင်ပြည်ကျအစိုးရရဲ့ဒီခွင့်ပြုချက်မရှိဘဲနဲ့နေပြီးတော့ကျွန်တော်ပြည်ပဝင်ပြီးတော့ခိုးထွက်ကြပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ကျွန်တော်တို့ဒီသွားတဲ့အချိန်မှာအကုန်လုံးကနေပြီးတော့73ယောက်ပါပါတယ်မိန်းကလေးကနေပြီးတော့4ယောက်ပါပါတယ်ယောက်ျားလေးကနေပြီးတော့9ယောက်ပါပါတယ်ကျွန်တော်တို့ဒီရခိုင်ပြည်ကနေပြီးတော့ဒီညောင်ကျိုးမင်္ဂလာဦးရွာအထိကျွန်တော်တို့ဒီ4ညအိပ်ရပါတယ်အဲ့ဒီညောင်ကျိုးရွာကိုရောက်တော့ဒီမင်္ဂလာဦးရွာကိုရောက်တော့ကျွန်တော်တို့ဒီကိုယ်စားမလာပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီပတ်စံခဏသိန်းပေးလိုက်ပါပြီအဲ့ဒီအချိန်မှာကျန်တဲ့ခဏသိန်းကိုအားနဲ့ကိုယ်စားမရောက်လာတော့ကျွန်တော်တို့နေပြီးတော့ဓာတ်ပုံရိုက်ပါတယ်ကိုယ်စီရောက်ချင်းစီပြီးတော့အားနဲ့ကျွန်တော်တို့ကမေးပါတယ်ဘာကြောင့်ဓာတ်ပုံရိုက်တာလဲလို့မေးပါတယ်အားနဲ့သူကနေပြီးတော့ဒီမင်းတို့ဓာတ်ပုံရိုက်တာကနေပြီးတော့ဒီရန်ကုန်တယောက်ပို့မဲ့ခိုက်တွေမှာနေပြီးတော့မင်းတို့ဓာတ်ပုံတွေကိုပြရမယ်အဲ့ဒီဓာတ်ပုံတွေပြမှနေပြီးတော့ guide တွေမှာနေပြီးတော့မင်းတို့လွှတ်ပေးမယ်ပေါ့သူတို့ကိုယ့်လူဆိုပြီးတော့အဲ့လိုပြောပါတယ်အားနဲ့ကျွန်တော်တို့ဒီမင်္ဂလာဦးရွာကနေပြီးတော့နောက်တနေ့မှနေပြီးတော့မနေ့ပိုင်းမှနေပြီးတော့ကျွန်တော်တို့ထွက်ကြပါတယ်အဲ့ဒီမှာ guide အသီးသီးတွေမှနေပြီးတော့ဒီတိုးလန်းနေပြီးတော့တွားရတာလေးရှိပါတယ်ကျွန်တော်တို့ကားပေါ်ကဆင်းပြီးတော့အားနဲ့ကျွန်တော်တို့ဒီစီဆိုတဲ့ရွာကိုရောက်ပါတယ်ကျွန်တော်တို့အဲ့ဒီမှာနေပြီးမနေ့ပိုင်း7နာရီလောက်ရှိမိတယ်အဲ့ဒီမနေ့ပိုင်း7နာရီကျော်မှနေပြီးကျွန်တော်တို့ဒီဥဝတုတ်ကြီးထမင်းဆိုင်မှာနေပြီးတော့ကျွန်တော်တို့ထမင်းကြိုဝင်စားကြပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ဒီအမီမသိတဲ့နေပြီးတော့ဒီလက်နက်ကန်အဖွဲ့အစည်းကလူ4ယောက်ကနေပြီးတော့ကျွန်တော်တို့စီကိုတန်းပြီးတော့ဒီဆိုင်ကျော်ဝင်လာပါတယ်အဲ့ဒီအချိန်မှာမင်းတို့ဘယ်ကနေလာလဲဘယ်မှမသွားနဲ့ဆိုပြီးတော့ဒီစကားတွေမဲပါတယ်အဲ့ဒီမှာကျွန်တော်တို့ကနေပြီးတော့ရခိုင်ကနေလာတာပါဘာလို့ဖို့လာလဲအဲ့ဒါကျွန်တော်ကတော့ဆေးကူဖို့လာတာပါသူတို့တွေကတော့ကြောင်းတက်ဖို့လာတာပါဆိုပြီးပြောပါတယ်အဲ့ဒါကျွန်တော်တို့ဒီယောက်ျားလေး9ယောက်ကိုနေပြီးတော့တီးတန့်ဖယ်လိုက်ပါတယ်ကျွန်တော်တို့မိန်းကလေး4ယောက်ကိုနေပြီးတော့ကျွန်တော်တို့ဒီသူတို့ကနေပြီးတော့ဒီကျောင်းသားကတ်တယ်ပါပါတယ်သူတို့မှာကျောင်းသားကတ်တွေကိုမင်းတို့တွေကတော့တက်ထိုင်နေတဲ့အဲ့ဒါဗမာတယောက်လေးပါသေးပါတယ်သူကကြတော့အသက်ကြီးနေပါပြီနောက်တက်နေပြီးတော့ယောက်ျားလေးရခိုင်လူငယ်3ယောက်လေးပါသေးပါတယ်သူတို့ကကြတော့မှတ်ပုံတွေလည်းမပါဘူးအသက်ငယ်သေးဆိုပြီးတော့တက်ထိုင်ရပါတယ်အဲ့ဒါမင်းတို့နေပြီးတော့ဒီပြည်သူ့စစ်မှုထမ်းပုဂ္ဂိုလ်တွေနဲ့အကျုံးဝင်နေတယ်ပေါ့အသက်16နှစ်လည်းပြည့်ပြီအဲ့ဒါနဲ့နေပြီးတော့မင်းတို့နေပြီးစစ်မှုထမ်းရမယ်ဆိုပြီးကျွန်တော်တို့ပြောပါတယ်အဲ့ဒါနဲ့နေပြီးတော့ကျွန်တော်တို့လည်းကြောက်နေပြီးတော့မထမ်းလို့မရဘူးလားလို့ပြောပါတယ်မရဘူးတဲ့မင်းတို့ကအကုန်လုံးဖမ်းမယ်ဆိုပြီးတော့နေပြီးတော့တနတ်တင်နေပြီးတော့ကားပေါ်ခေါ်ပြီးတော့ခေါ်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီခေါ်သွားတဲ့စူဆောင်းရေးကတော့ကျွန်တော်ကံမမျိုးပါကံမမျိုးစူဆောင်းရေးပါအုတ်ချုံရေးမျိုးတို့ပါကျွန်တော်ကတော့စူဆောင်းရေးမှာတစ်လလောက်နေခဲ့ရပါတယ်ကျွန်တော်နေခဲ့တဲ့စူဆောင်းရေးကတော့ကံမမျိုးနေအုတ်ချုံရေးမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီစူဆောင်းရေးကိုရောက်တော့ကျွန်တော်တို့မရောက်ခင်နေပြီးတော့ရှေ့မှာနေပြီးတော့အတင်းအဓမ္မစူဆောင်းခံထားရတဲ့လူတွေ6ယောက်ကရောက်နေပါပြီအဲ့ဒီမှာကျွန်တော်တို့ရောက်ချင်းမှာပဲကျွန်တော်စီကနေပြီးတော့ဖုန်းနေသိမ်းပါတယ်ကျွန်တော်မှဆိုလို့ရှိရင်ပတ်စံက10သိန်းကျော်လောက်ပါပါတယ်ဖုန်းငွေဖြစ်ကငွေသားအားဖြင့်ဆိုလို့ရှိရင်3သိန်းကျော်လောက်ဖြစ်မယ်အဲ့ဒါတွေလည်းသူတို့ဘာမှပြန်မပေးပါဘူးအဲ့ဒါတွေကိုအကုန်လုံးသိမ်းပါတယ်ကျွန်တော်တို့နေပြီးတော့အားနဲ့ကျွန်တော်တို့နေပြီးတော့ဒီကျွန်တော်တို့ထားတဲ့နေရာကနေပြီးအဲ့ဒီစူဆောင်းရေးကနေပြီးအချုပ်ခန်းပုံစံလိုမျိုးပဲတကားတွေအကုန်ပိတ်ထားပါတယ်တကားတွေဘယ်သူမှမဖွင့်ရပါဘူးဒီ
အချုပ်ခန်းလိုမျိုးလေဝင်ပေါက်တွေလည်းဘာမှမရှိပါဘူးအဲ့ဒီထားတဲ့နေပြီးတော့နေရာမှာနေပြီးတော့အားနဲ့ကျွန်တော်တို့အဲ့ဒီမှာထားပါတယ်နောက်နေ့တရက်နေ့လောက်မှနေပြီးတော့နောက်ထပ်လူငယ်အတင်းအာရမစုဆောင်တဲ့လူငယ်နောက်ထပ်3ယောက်ရောက်လာပါတယ်အဲ့ဒီမှာကျွန်တော်တို့စုပေါင်းနေပြီးတော့လူငယ်14ယောက်ဖြစ်သွားပါတယ်အဲ့ဒီမှာနေပြီးတော့ဒီသူတို့ကကျွေးတာတွေရကြတော့စကင်းနဲ့ကျွေးတာပေါ့ထမင်းဆိုရင်နည်းနည်းထမထုတ်တွေနဲ့နေပြီးတော့လာကျွေးပါတယ်အဲ့လုံချုံရေးတွေကလည်းနေပြီးတော့မူရေးတောက်စားပြီးတော့ကျွန်တော်တို့နေပြီးတော့မင်းတို့ထွက်ပြေးမယ်ဆိုလို့ရှိရင်မင်းတို့တက်ပြေးမှာတန်းတန်းနဲ့တက်ပြေးမှာဆိုပြီးတော့ချင်းကြောက်တာရှိပါတယ်အဲ့ဒီမှာလုံချုံရေးတွေကနေတောက်စားပြီးတော့ကျွန်တော်တို့နေပြီးတော့ဒီအိမ်သားတွေပါတွားမယ်ဆိုလို့ရှိရင်ဒီတည်င်းမပေါ်ပဲတွားလို့မရပါဘူးသူတို့တွေနေပြီးတော့အိမ်သားတွားခြင်းနေဆိုပြီးတော့အဲ့လိုတနတ်တင်နဲ့လိုက်ပြီးတော့မင်းဒီကြောင်တော်တော်လို့မလုံးနဲ့တော့ကြောင်တော်တော်လို့ရှိရင်ပြစ်တတ်မယ်ဆိုပြီးတော့လေအဲ့လိုအိမ်သာသွားတာတွေပါတယ်မှာလေပြောတာရှိပါတယ်အားနဲ့ကျွန်တော်တို့ဒီအဲ့ဒီမှာဆူဆောင်းရေးမှာတက်လာလောက်ကြာလို့ကျွန်တော်တို့ဒီစစ်မယ်ဆိုပြီးတော့ဒီမကွေးတက်မလို့ကတင်တရားဆေးုံကိုနေပြီးတော့ကျွန်တော်တို့သွားတာရှိပါတယ်အဲ့ဒီသွားတဲ့အချိန်မှာနေပြီးတော့ဒီကျွန်တော်တို့ဒီရေအုပ်တစ်ယောက်ရယ်နောက်ထပ်ရေဝန်ထမ်း4ယောက်ရယ်တနတ်အပြည့်စုံနဲ့ကျွန်တော်တို့ဒီကားနဲ့လုံချုံရေးလိုက်တာရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့နေစစ်ဖို့သွားတဲ့အချိန်မှာအဲ့နဲ့ကျွန်တော်ဒီမကွေးကတင်တရားဆေးုံရောက်တော့ကျွန်တော်တို့စစ်ကြပါတယ်အတီးတီးကိုကျွန်တော်စစ်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ဗိုင်လေးခွေးထားရတယ်ကြောက်ကလေးရောက်နေတယ်အခုကြောက်ကမှကြောက်လေးတင်နေတယ်ခါရိုးတန်ရလည်းရှိနေတယ်အဲကျွန်တော်မှနေပြီးတော့ဒီဆေးလက်မှတ်အထောက်ထားတယ်အကုန်လုံးပါတယ်အဲ့လိုဆရာဝန်ကနေပြီးတော့သူကတော့ဆေးမအောင်ဘူးဆေးကြတယ်ဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဲ့ဒါနဲ့ဒီဆေးမအောင်ဘူးဆိုဆရာဝန်ဆေးမအောင်ဘူးဆိုပေမဲ့နေပြီးတော့ဒီဦးစီးရဲ့ဓာတ်မှန်ရိုက်တဲ့ဆရာနေရာနေပြီးတော့သူတို့ဒီလက်ပေးလိုက်ပြီးတော့ပတ်စံတွေပေးပြီးတော့ကျွန်တော်ကနေပြီးတော့ဆေးအောင်နေဆိုပြီးတော့ကျွန်တော်ဆေးလက်မှတ်ထုတ်ပေးပါတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီသူ့မှာသူတို့ကနေပြီးတော့လက်စင်ပို့ရမယ်လူရင်အားတွေမလုံမလောက်ဖြစ်နေတဲ့အတွက်ကြောင့်နေပြီးတော့ကျွန်တော်ကြမ်းမာရင်မကောင်းပေမဲ့လည်းအတင်းအားဓမ္မနေပြီးတော့ဆေးအောင်နေဆိုပြီးတော့ထည့်ပေးလိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့စစ်ပြီးတော့ဒီကျွန်တော်တို့နေပြီးတော့တတကရှိတက်မလို့တန်ရင်လေးချင်းအကြောင်းကိုနေပြီးတော့တင်တန်းတက်ဖို့အတွက်နေပြီးတော့အဲ့ဒီကိုပို့လိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တင်တန်းတက်ခဲ့ရပါတယ်တင်တန်းအတွေ့အကြုံတွေကတော့အများကြီးပါပဲကျွန်တော်တို့အပတ်စဉ်က2025ခြေလာပိုင်း17ရက်နေ့မှာနေပြီးတော့စပွင့်ပါတယ်အပတ်စဉ်16ပါအဲ့ဒီမှာနေပြီးတော့တင်တန်းတစ်ပတ်မှာနေပြီးကျွန်တော်တို့အပတ်စဉ်မှာလူပေါင်း600ကျော်ပါပါတယ်အဲ့ဒီ600ကျော်ထဲမှာနေပြီးတော့ဒီအတင်းအားဓမ္မစုဆောင်းထားတဲ့လူငယ်တွေကနေပြီး90ကျော်ရာခိုင်နှုန်းလောက်ပါပါတယ်အဲ့ဒီမှာကျွန်တော်မှတ်မှတ်ရနေပြီးတော့ဒီကျွန်တော်ရခိုင်မျိုးတွေတွားတွေ့ရပါတယ်အဲ့မှာကျွန်တော်အပါဝင်နေပြီးတော့ဒီရခိုင်မျိုး26ယောက်ကိုနေပြီးတော့တွားတွေ့ရပါတယ်သူတို့ကလည်းနေပြီးတော့ကျွန်တော်လိုမျိုးပဲဒီရခိုင်ပြည်ကနေပြီးတော့ဒီရန်ကုန်ဘက်ကိုနေပြီးတော့ခိုးထွက်လာတဲ့လူတွေပါသူတို့လည်းကိုယ်စားကိုယုံကြည်ပြီးတော့ကိုယ်စားကိုယုံကြည်ပြီးတော့ကိုယ်တို့လာရခိုင်ပြည်ကနေခိုးထွက်လာတဲ့လူတွေပါအဲ့နဲ့နေပြီးတော့ဒီစစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးတော့နေပြီးတော့ဒီတင်တန်းကိုရောက်လာတဲ့လူတွေဖြစ်ပါတယ်နောက်လူတွေကတော့ဒီရက်ွက်တွေမှာပေါ့သူတို့ဗမာရခိုင်ရန်ကုန်ဘက်တွေမှာနောက်အတီးတီးရလူတွေပေါ့ဒီရက်ွက်တွေမှာခိုးဆိုလူနိုင်အဲ့လိုရောခိုးတာတို့တက်တာတို့အဲ့လိုအမှုတွေဆိုလို့ရှိရင်လေဒီသူတို့တွေကဒီအချုပ်ခန်းတို့ဒီတရားဥပဒေနဲ့ပတ်သက်တာတွေအကြောင်းမလုပ်ပါဘူးသူတို့ကဒီပြည်သူစစ်မှုထမ်းဖက်ကိုဒီတခါလေးပို့လိုက်တာရှိပါတယ်နောက်ပြီးတော့ဒီဆေးမှုနဲ့ဒီသူတို့ဒီအပြင်မှာနေပြီးတော့ဆေးရောင်းဝယ်တာရှိမယ်သူတို့ကိုယ်တိုင်မှုမှာရှိမယ်ပေါ့အဲ့ဒီသူတို့အဲ့ဒီလိုလူမျိုးတွေကြတော့လေဒီတရားဥပဒေကအရေးမယူရတဲ့ဒီကျွန်တော်တို့ဒီပြည်သူစစ်မှုထမ်းဖက်ကိုခေါ်တာတွေရှိတယ်ပေါ့တင်အားမှာတွင်းလိုက်တာရှိတယ်ပေါ့သူတို့မေးတာတွေရှိတယ်ဟိုကျွန်တော်တို့ပြန်နေလို့မင်းတို့ထောင်ထဲဝင်မလားဒါမှမဟုတ်စစ်မှုထမ်းလုပ်မလားပေါ့သူတို့ကလည်းနေပြီးတော့ကြောက်နေနေပြီးတော့စစ်မှုထမ်းပဲလုပ်မယ်နှစ်နှစ်ဆိုလို့ရှိရင်အဲ့လိုတင်အားမှာဆူဆုံးခံရတဲ့လူတွေလည်းအများကြီးပါပါတယ်ဒီကိုယ်တဘောနဲ့ကိုဝင်လာတဲ့လူတွေကြတော့မတွေ့တဲ့လောက်ပဲကျွန်တော်တို့6ယောက်လောက်ပဲတွေ့ခဲ့ပါတယ်အဲ့ဒီမှာဒီသူတို့တွေကလည်းနေပြီးတော့ဒီတက်မိသားဆိုတော့တက်မှနေပြီးတော့နေပြီးတော့ကိုယ်တဘောနဲ့ကိုဝင်လာတဲ့လူတွေကြီးပါပဲကျွန်တော်တို့တင်တဲ့ကာလမှာနေပြီးတော့ဒီအတင်းအားမှာဆူဆုံးထားတဲ့လူတွေအများတော့ထွက်ပြေးတဲ့လူတွေလည်းရှိပါတယ်အဲ့ထွက်ပြေးတဲ့လူ3ယောက်ဆိုလို့ရှိရင်တယောက်ကလွတ်သွားပြီး2ယောက်ကိုဖမ်းမိပါတယ်သူတို့ဖမ်းမိတဲ့လူတွေကိုလည်းနေပြီးတော့ဒီတင်ထမ်းသားရှိမှပဲနေပြီးတော့ဒီမင်းမျိုးသွားအောင်ဒီမတ်တက်မရနိုင်အောင်နေပြီးတော့ရိုက်နေတာတော့ပါလို့ရှိပါတယ်အဲ့တင်ထမ်းသားတွေကိုလည်းနေပြီးတော့မင်းတို့နောက်ပြေးတဲ့ရောပြေးကြည့်ဖို့ဒီထက်မကရိုက်ပြမယ်ဆိုပြီးတော့ချင်းချောင်းပြောဆိုတာလည်းရှိပါတယ်အဲ့ဒီရိုက်နေတဲ့လူတွေကိုနေပြီးတော့ဒီရိုက်နေပြီးတော့နေပြီးမထားနိုင်ခဲ့ဘူးရိုက်နေပြီးတော့
ဒီနောက်ပြန်မျိုးတွေတော့လက်ထက်တွေခိုင်းပြီးတော့နေပြီးဒီတင်တန်းကွင်းရနေပြီးတော့ဒီတစ်ပင်ပါနေပြီးတော့တနေုံရှိထားတာတော့ပါရှိတယ်ညနေပိုင်းကျတော့သူတို့ပြန်လို့တွင်းနေဒါပေမဲ့ပြန်ပြီးတော့ထွက်ပြေးမှာဆိုလို့ဆိုပြီးတော့ဒီလိုဒီလက်ထက်တွေခက်အကျိုးတွေတော့ပြီးတော့အဆောင်ကြီးမှာထားတာတော့ပါရှိတယ်ကျွန်တော်တို့ဒီတင်တန်းကာလမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ဒီဟိုကနေမကောင်းဖြစ်တာတော့ဘာလို့ဆိုလို့ရှိရင်တွားပြောလို့မရဘူးသူတို့တွေကမင်းနေမကောင်းပြဟန်းဆောင်နေတဲ့ငါတို့ခိုင်းတာပဲလုပ်ရမယ်ငါတို့ခိုင်းတာမလုပ်လို့ရှိရင်အပြစ်ပေးမယ်ဆိုပြီးအဲ့ပုံစံနေတဲ့ပဲတင်တန်းကြောင်းကနေပြီးတော့ဒီလိုတင်တန်းပေးနေတာတွေရှိနေပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့တင်တန်းတိကနေပါနေပြီးတော့ဒီအကြောင်းကြီးကနေပြီးတော့မိခွန်းလက်ချလာဝင်ပေးတာတွေပဲရှိတယ်အဲ့ဒီလက်ချလာဝင်ပေးတဲ့အချိန်မှာဒီကျွန်တော်တို့ဒီရခိုင်နေပါလားဆိုပြီးတော့ကျွန်တော်တို့နေပြီးတော့မေးတဲ့အပိုင်းတွေပါရှိတယ်အဲ့ကျွန်တော်တို့ရခိုင်နေပါတယ်ဆိုတော့မတ်တက်ရဆိုပြီးတော့သူအကြောင်းကြီးကမေးတာပေါ့ကျွန်တော်တို့မတ်တက်ရကြတာပေါ့လားအဲ့အကြောင်းကြီးကနေပြီးတော့မင်းတို့ရခိုင်ဆိုလို့ရှိရင်ဒီမင်းတို့ချစ်ပါစီနီယာပတ်စင်တွေပါလဲနေပြီးတော့ရခိုင်မျိုးတွေပါတယ်သူတို့နေပြီးတော့ဒီကိုလက်ရှိတိုက်ပွဲတွေမှာနေပြီးတော့ရွေးချယ်တဲ့တိုက်ပွဲဝင်နေတယ်မင်းတို့ကနေပြီးတော့ဒီလိုမျိုးမကြောက်ဥစ္စာလဲစစ်သားပြီးပြီးတော့တိုက်မှာလားဆိုပြီးတော့ကျွန်တော်တို့နေပြီးတော့ရေခုံမေးတာရှိတယ်ကျွန်တော်တို့ကလည်းသူတို့လက်ခုပ်တွေကရေဆိုတော့နေပြီးတော့ပြန်မပြောရေးပဲတိုက်မှာဆိုပြီးတော့ပြန်ပြောတာရှိတယ်နောက်ပြီးတော့ဒီကြောင်းကြီးလက်ချပိုင်းမှာနေပြီးတော့ဒီကြောက်မှုအကြောင်းလေးပါသွားတယ်အဲ့သူတို့ကြောက်ပြမှနေပြီးတော့ဒီရန်သူတွေကိုနေပြီးတော့ဒရုန်းတွေနဲ့ဘလို့တိုက်ခိုက်နေတယ်ဘလို့ချေမုန်းနေတယ်သူတို့တက်ဖို့ဝင်နေရနေပြီးတော့ဒီဘလောက်ထိအောင်ဝဲရနေတယ်စခန်းတွေဘလို့သိနေတယ်ဆိုပြီးတော့ဒီကြောက်သူအကြောင်းနေပြီးတော့ထည့်ပြောသွားတာလည်းရှိတယ်သူတို့နေပြီးတော့အောင်ဝဲရတယ်ပေါ့ဘာမှကြောက်စရာမလိုမင်းတို့တွေဆိုပြီးတော့တိုက်ပွဲသွားမယ်ဆိုရင်ဘာမှကြောက်စရာမလိုပေါ့အဲ့လိုပြောသွားတာရှိတယ်နောက်ပြီးဒီပြည်သူစစ်မှုထမ်းအချင်းချင်းကြားမှာနေပြီးတော့တန်တရားတွေဖြစ်နေတာရှိတယ်ငါတို့နှစ်နေ့မှထမ်းဆောင်ရမှာမလို့အကြာကြီးထမ်းရမှာလားဆိုပြီးတော့အဲ့စကားတန်တရားတွေပြီးတော့သူတို့လူကြီးတွေနားလေးကိုရောက်သွားတာရှိတယ်ကျွန်တော်တို့ဒီတောင်းကြီးပြောတဲ့အထက်မှာနောက်တစ်ခုဆိုလို့ရှိရင်ဒီပြည်သူစစ်မှုထမ်းနေပြီးတော့မင်းတို့နှစ်နေ့ပဲထမ်းဆောင်ရမှာပေါ့ဒီနှစ်တည်းအကြာကြီးထမ်းဆောင်ရမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ပြောတယ်နောက်ပြီးဒီအပတ်စဉ်တေးကနေပြီးတော့ဒီပြည်သူစစ်မှုထမ်းနှစ်နေ့ပြည့်ကြောင်းပြည့်ပြီးကြောင်းနေပြီးတော့လက်မှတ်တင်တန်းဆင်းလက်မှတ်တွေပါတယ်ပေးတယ်တင်တန်းစီအခမ်းအနားတွေမင်းတို့အိမ်ပြန်ခွဲပေးတယ်နည်းနည်းပြေးလို့ရှိရင်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုတွေပြီးအခမ်းအနားတက်ပုံတွေပြတာတွေပါတယ်လို့ရှိတယ်နောက်ပြီးတော့ဒီနှစ်နှစ်ပြီးလို့ရှိရင်ကိုဒီလိုမင်းတို့လက်မှတ်ရလို့ရှိရင်ဒီအစိုးရ agency ကနေပြီးတော့အလောက်ကိုင်ခွင့်လန်းနေပြီးတော့မင်းတို့တွေအတွက်အစင်နဲ့လုပ်ပေးထားတာစီစဉ်ထားတာရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာလည်းရှိတယ်မင်းတို့အဲ့လက်မှတ်ရလို့ရှိရင်အဲ့ဒီအလောက်ကိုင်အခွင့်လန်းတွေကိုပြီးတော့တွားချောက်လို့ရှိရင်မရဘူးဆိုတာမရှိဘူးမင်းတို့ကြိုက်တဲ့အလုပ်ကိုမင်းတို့ညာရှင်းနေပြီးတော့ရမယ်ဆိုပြီးတော့ဒီမလုံးပေးတာတွေပါလေရှိတယ်အဲ့ဒီပါလေကျွန်တော်တို့ဒီသင်္ကန်းကာလလို့နေပြီးတော့ဒီ3လတက်ခဲ့ရပါတယ်3လတက်ခဲ့ရတယ်ဟို2025 17လပိုင်းဥစား15ရက်နေ့မှာနေပြီးကျွန်တော်တို့သင်္ကန်းဆင်းရပါတယ်ကျွန်တော်ရဲ့သင်္ကန်းအမှတ်စရာတော့ပတ်စံ16ပြပါတယ်ကျွန်တော်တို့သင်္ကန်းပြည်ချင်းမှာပဲနေပြီးတော့ဒီအတီးတီးတန်ရင်လိုက်ခွေးရတာပေါ့အဲ့ဒီမှာကျွန်တော်ကတော့နေပြီးတော့စကားခါစစ်ခွန်လက်အောက်ခံခမရ9ခွန်လေးတက်မှနေပြီးတောင်ဝင်ကြတယ်ပေါ့အဲ့ဒီအချိန်မှာဒီကျွန်တော်တို့တက်ရောက်တော့နေပြီးတော့အဲ့ဒီခမရ9ခွန်လေးကိုရောက်တော့နေပြီးတော့နှစ်ပတ်သင်္ကန်းမွမ်းမှန်တက်ရတာရှိတယ်အဲ့ဒီသင်္ကန်းတက်တဲ့အချိန်မှာလည်းနေပြီးတော့ဒီဘာမှထွေထွေတူတူလောက်ရတာတွေဘာလို့မရှိဘူးအဖြောက်တက်တော့ပြန်ပြီးတော့မွမ်းမှန်လေ့ကျင့်တာတွေပါလို့ရှိတယ်နောက်ပြီးဒီသင်္ကန်းဆရာတွေကလည်းနေပြီးတော့ဒီကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဒီစိုးကျိုးကောင်းမှုတွေသူတို့နေပြီးတော့ပြောတာတွေရှိတယ်ပေါ့မင်းတို့ထွက်ပြေးလို့ရှိရင်ဘယ်လိုမျိုးပြည်တယ်နေရှိတယ်အသေးတယ်နေရှိတယ်မင်းတို့နှစ်နှစ်ကာလဝင်နေပြီးအောင်ပြည်တဲ့အထိထမ်းဆောင်လို့ရှိရင်မင်းတို့တွေအခွင့်အလမ်းကဘယ်လိုရှိတယ်လက်မရလို့ရှိရင်အခွင့်အလမ်းတွေဘယ်လိုရှိတယ်နောက်ပြီးဒီတိုက်ပွဲတွေမှာနေပြီးတော့စ조사ပြီးတော့ရွေးချယ်တိုက်လို့ရှိရင်ဒီယာထုတိုးတာတွေတော့နောက်ပြီးတော့ဒီဥစ္စာဒွေးကောင်းပွေးပေးတာတွေရှိတယ်လို့ကျွန်တော်တို့နေပြီးတော့အတင်တန်းဆရာတွေကပြောတာရှိတယ်ကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ဒီခမရ9ခွန်လေးမှာနေပြီးတော့တင်တန်းတက်တဲ့အချိန်မှာကျွန်တော်တို့ကတိုက်ရင်3ရင်းပါတယ်9ခွန်လေး969ရေ9ခွန်ဝင်3ရင်းပါတယ်3ရင်းပေါင်းဆိုလို့ရှိရင်တေကျွန်တော်တို့က150လောက်ရှိနေတယ်ဒီတင်တန်းကာလမှာလေဒီတင်တန်းသားတွေဒီမျိုးဒီကျွန်တော်တို့ငွေရေးစစ်သုံးတာတွေရှိရတယ်ကျွန်တော်တို့တွေ့ခဲ့ရရှိကျွန်တော်တင်တန်းသားတွေကအပြင်လေးထွက်လို့မရဘူးဒီငွေရေးစစ်ကဘာရဘယ်ကနေလာလဲဆိုပြီးကျွန်တော်စဉ်းစားရရှိတော့နောက်တော့နေပြီးဒီအဲ့ဒီတန်ရင်မှာရှိတဲ့နေပြီး
အရာရှိပို့ရရမယ်နေပြီးတော့သူတို့ကိုယ်တိုင်လည်းတုံးတယ်တင်နန်းသားတွေကိုလည်းနေပြီးတော့ရောင်းဝယ်ဖောက်ကားနေတာတွေကိုကျွန်တော်တို့တွေ့ရတာရှိတယ်ဒီကျွန်တော်တို့ဘယ်လောက်တောင်လဲဆိုလို့ရှိရင်ညနေပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အိမ်သားတွေပါတွားတယ်လို့တွားလို့ရှိရင်ပေါ့မူရစ်စစ်အနက်တွေကနေပြီးတော့မတရားနိုင်တယ်ကျွန်တော်တို့တောင်မှနေလို့စဉ်းစားရရှိရပေါ့ကျွန်တော်တို့စစ်စစ်ရင်အောင်ပါမလားပေါ့နေတိုင်းနေပြီးမူရစ်စစ်အနက်တွေနေပြီးကျွန်တော်တို့ထိတွေ့နေရတယ်ပေါ့ကျွန်တော်တို့စစ်စစ်အောင်ပါမဟုတ်ဘူးဆိုပြီးတော့ဒီလိုကျွန်တော်တို့စဉ်းစားရတယ်ရှိခဲ့တယ်အဲ့မှာကျွန်တော်အဲ့ဒီတင်တဲ့နှစ်ပတ်ပြီးတော့နေပြီးတော့ဒီကျွန်တော်ခြေတန်းစစ်နေပြီကိုသွားရမယ်ဆိုပြီးတော့ဒီအဲ့ဒီတက်မှရှိတဲ့အရာရှိဘိုးကြီးကနေပြီးကျွန်တော်တို့ပြောလာတယ်မင်းတို့ခြေတန်းစစ်နေပြီကိုသွားရမယ်ဒါပေမဲ့မင်းတို့ကိုယ်တိုင်တက်ခဲ့ရမှာတော့မဟုတ်ဘူးမင်းတို့အေးရှမ်းတဲ့နေရာကိုသွားရမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုပြောလာတယ်ရှိတယ်ကျွန်တော်တို့ဒီခမာယာ9ခွန်လေးမိခင်တိုင်းမှာဒီတင်တဲ့ဝင်းမှာနှစ်ပတ်ပြီးတော့ကျွန်တော်တို့ဒီ9ခွန်လေး969ရေ9ခွန်ခွန်ရေတိုင်ရင်3ရင်းရေနောက်ပြီးတော့စကားခါစစ်ခွန်လျောက်ကတိုင်ရင်နေအကုန်လုံးအဲ့ဒီချမ်းပြည်ပြနေပြီးတော့စူပေါင်းအင်အားနဲ့ကျွန်တော်တို့ကား20စီးနဲ့နေပြီးတော့ဒီထွက်လာတာရှိပါတယ်အဲ့ဒီပဒန်းမှာနေပြီးတော့ကျွန်တော်တို့ပဒန်းဝင်ရောက်ပါတယ်ပဒန်းမှာနေပြီးတော့ကျွန်တော်2ညအိပ်ပါတယ်အဲ့ဒီ2ညအိပ်ပြီးတော့မှနေပြီးတော့ကျွန်တော်တို့ဒီ9ခွန်လေးတိုင်ရင်ဝင်နေပြီးတော့ဒီမြေလက်ကိုပြန်ပြီးတော့တခါပိုးတာရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပဒန်းကနေပြီးတော့ကျွန်တော်တို့မြေလက်ကိုနေပြီးတော့ကျွန်တော်တို့ခမာ9ခွန်လေးတိုင်ရင်ပို့ပါတယ်အဲ့ဒီမှာအင်အားကတော့81ယောက်ပါဒီတက်ချက်ကြီး1ယောက်ရေတက်ချက်1ယောက်ရေကျန်တာကတော့ပြည်သူစစ်မှုထမ်းတွေပါလေကျွန်တော်တို့ကတော့ဒီတိုင်ရင်လိုက်လာတာတော့မဟုတ်ဘူးကျွန်တော်တို့ရှေ့မှာနေပြီးတော့ဒီခမာ9ခွန်လေးနိုင်ရကန်ပြူပါကုန်းမှာနေပြီးတော့ဒီရခိုင်တပ်တို့နဲ့နေပြီးတိုက်ပွဲဖြစ်ပြီးတော့ပိုင်မိနေတာရှိတယ်အဲ့ဒါကိုသွားပြီးကျွန်တော်တို့ကအင်အားဖြည့်ရမယ်လို့ကျွန်တော်တို့သိရတာရှိတယ်ကျွန်တော်တို့မြေလက်ရောက်တဲ့ဒီကျွန်တော်အဲ့မြေလက်မှာနေပြီး drone တက်ဖို့ဆိုတာရှိတယ်အဲ့ဒီမှာ drone တက်ဖို့မှာကျွန်တော်တို့ဒီနေရတယ်အဲ့ဒီမှာ drone တက်ဖို့ဘိုးကြီးတွေကနေပြီးကျွန်တော်တို့ဒီပတ်စတွေရောက်တာ ਨੇ ဒီ WY ဆေးပြားတွေပေါ့ဘိုးရေးဆေးဝါးတွေပြီးစာရုံးနေပြီမင်းတို့တွေနေပြီးတော့ဒီလက်တို့စက်နေနေပြီးတော့မင်းတို့တွေဆေးသုံးပါလားဒီဟာကမင်းခြေလက်စစ်မြေမှာကောင်းနေဒီဟာမဖြစ်မနေဆောင်ထားရမှာဆိုပြီးကျွန်တော်တို့ပြောတာရှိတယ်ကျွန်တော်ကတော့နေပြီးတော့မသုံးပါဘူးကျွန်တော်မသုံးဘူးဆိုပြီးတော့ညှင်းလိုက်တာရှိတယ်ကျန်တဲ့လူတွေဒီသုံးတဲ့လူတွေကတော့အများကြီးပဲဒီမှာပါစာတွေကိုတိုင်နေတယ်ရောအဲ့ဒီမြေလက်မှာရှိတဲ့ drone တက်ပွေးရပဲဒီမှာအဲ့ဒီမူရေးဆေးဝါးတွေကိုဖြန့်ကားနေတာရှိအဲ့ဒီမူရေးဆေးတွေကတော့ဒီပဒန်းကနေပြီးတော့ဒီတန်လေသူတို့တက်ထဲကလည်းတန်လေတက်ချက်ကြီးတယောက်ကနေပြီးတော့ဒီ3ရက်ချနေတစ်ခါဆိုင်ကနဲ့လာပြီးတော့ပို့တာရှိတယ်အဲ့ဒီမူရေးဆေးဝါးနေပြီးတော့ဒီ drone တက်ပွေးမှာရှိတဲ့ဘိုးကြီးတွေစီကိုနေပြီးတော့လာရောက်ပြီးတော့ရောင်းတာရှိတယ်နောက်တဲ့တခြားနေပြီးတော့အဲ့ဒီမှာနေပြီးတော့တန်ရင်တန်မှာ100ဒီတန်မှာရှိတယ်အဲ့ဒီ100ဒီတန်မှာနေပြီးတော့ဘုံမှုတွေဘိုးကြီးအဲ့ဘိုးကြီးဘုံမှုတွေကိုလည်းနေပြီးတော့သွားရောင်းတာရှိတယ်တက်ချက်ကြီးကနေပြီးတော့အဲ့မှာတွေ့ရတာဒီစစ်တပ်နဲ့တော့မတူတော့ဘူးနော်အဲ့မူရေးဆေးဝါး WY ဆေးရောင်းဝယ်ဖောက်ကားနေတဲ့နေရာကြီးတစ်ခုလိုနေပြီးတော့ကျွန်တော်တူတွေလို့ကျွန်တော်ထင်ခဲ့တယ်ပေါ့အဲ့လိုမျိုးနေပြီးတော့ဒီမူရေးဆေးဝါးတွေသုံးတာတွေများလာတဲ့အချိန်မှာနေပြီးတော့ဒီတက်မှာဒီပြည်သူစစ်မှုထမ်းတွေအချင်းချင်းကြားမှာပြီးတော့ရန်ဖြစ်တာလို့စကားများတာလို့ထိုးနေရိုက်တာလို့ဒါလို့ရှိတာရှိတယ်ဘယ်လောက်တော့များဆိုလေးဆိုလို့ရှိရင်ဒီကျွန်တော်တို့ခမာယာ9ခွန်လေးကတက်ချက်တယောက်ဆိုလို့ရှိရင်ဒီမူရေးဆေးဝါးတွေအသုံးလို့မပြီးတော့မှဒီကိုဒီတနက်နဲ့ပြစ်တာပြီးတော့တည်သွားတာရှိတယ်အိမ်မှာဒီကျွန်တော်တို့အဲ့နောက်ပိုင်းဒီမြေလက်မှာနေပြီးတော့တစ်လ15ရက်လောက်နေလို့ဒီအတရားမှဆူဆောင်းခံထားရတဲ့ဒီလူငယ်တွေရောက်ပြည်သူစစ်မှုထမ်းတွေရပြီလူငယ်တွေရောက်နေပြီးတော့ထွက်ပြေးသွားတယ်သူတို့ထွက်ပြေးသွားတဲ့အချိန်မှာပဲဒီတက်တက်ကြီးဆိုတဲ့လူကကျွန်တော်တို့စီကိုရောက်လာတယ်မင်းတို့တွေဖုံးမယ်ရောအကုန်လုံးပေးရမယ်ဆိုပြီးအဲ့ဒါကျွန်တော်တို့ကပြန်ပြီးဘာလို့ပေးရမှာလဲဆိုတော့မင်းတို့တွေပြီးတော့ထွက်ပြေးမှာပဲဒီလိုတန်တရားတွေနဲ့ဒီလိုဖုံးတွေကိုပေးရမယ်ဆိုပြီးကျွန်တော်တို့ဖုံးတွေကိုလည်းအကုန်လုံးတင်သွားတယ်နောက်ပြီးပြောသွားတာရှိတယ်မင်းတို့တွေငါတို့ဖုံးပြုတ်ခွင့်ရှိတဲ့ဒီဖုံးငါတို့ပေးထားတဲ့ဖုံးတွေပဲဆက်ရမယ်တခြားဘယ်သူဖုံးတွေမှမဆက်ရဘူးဆိုပြီးတော့ဒီချင်းချောက်ပြောဆိုတာရှိတယ်အဲ့ဒီမှာစာပြီးတော့ဒီဥစားပြည်သူစစ်မှုထမ်းတွေနဲ့ဒီသူတို့တန်တွေတာဝန်မှုတွေနဲ့ပြီးတော့ခွေချဆက်ဆံတာတွေဥစားတွေ့မြင်လာရတယ်လို့ကျွန်တော်တို့ခြေထဲမှာလည်းဥစားနောက်တန်းမှာကျတော့မင်းတို့နေပြီးတော့ပြည်သူစစ်မှုထမ်းတွေနဲ့တန်တွေနဲ့တသားတွေဆက်ဆံနေပေါ့အဲ့လိုပြောပြီးတော့ကျွန်တော်တို့ခြေတန်းစစ်မှုပြင်ရောက်လို့ဒီခွေချဆက်ဆံလာတာတွေပြီးတော့တွေ့ရတာရှိတယ်အဲ့မှာဘယ်လောက်တောင်လဲဆိုလို့ရှိရင်ဒီအထက်ရရှိတွေကကျွန်တော်တို့ဒီပြောတာရှိတယ်လို့မင်းတို့
ဒီမင်းတို့ပြည်သူ့စစ်မှုထမ်းအယောက်20နဲ့ပေါ့ငါတို့တန်နေတယောက်နဲ့နေပြီးလှဲမှာမဟုတ်ဘူးမင်းတို့ပတ်စာတွေကမင်းတို့ပြည်သူ့စစ်မှုထမ်းတွေကကျ2နှစ်ပဲတာဝန်ထမ်းဆောင်ရလို့ငါတို့တွေကကျတော့အနည်း60နှစ်တာဝန်ထမ်းဆောင်ရလို့အားကြောင့်နေပြီးမင်းတို့ပြည်သူ့စစ်မှုထမ်းနဲ့ပြည်သူ့စစ်မှုထမ်းနဲ့နေပြီးဒီငါတို့တန်နေအယောက်ပြည်သူ့စစ်မှုထမ်းအယောက်20နဲ့ကျွန်တော်တို့ဒီသူတို့တန်နေတယောက်နဲ့မလဲဘူးဆိုတဲ့အကြောင်းကိုပြောတာပေါ့စစ်မြေပြင်မှာလည်းနေပြီးမင်းတို့ပတ်စာတွေပြည်သူ့စစ်မှုထမ်းတွေကိုပဲရှေ့တက်ခိုင်းဖို့မင်းတို့ပြည်သူ့စစ်မှုထမ်းတွေကနေပြီးကျိတ်တဲ့လောက်တွေပေါ့ငါတို့ဒီမှာတင်တဲ့အပတ်စဉ်တွေအများကြီးရှိတယ်ပို့ထားတာတွေအများကြီးရှိတယ်ဆိုပြီးတော့ကျွန်တော်အထက်ရချေကအဲ့လိုပြောတာလည်းရှိသူတို့ကအပြောသက်သက်မဟုတ်ဘူးဒီလိုလက်တွေ့ခွေးရှာစစ်ဆန်တာတွေရှိတယ်ကျွန်တော်တို့ဒီပင်ပင်မန်းလောက်ရမယ်ဒီမြောင်းတူးရမယ်အားတွေကတုတ်ချင်းတူးရမယ်အားတွေဆိုလို့ရှိရင်သူတို့တန်နေတယ်ဆိုလို့ရှိရင်မတူဘူးနော်ပတ်စာတွေပဲယူပြီးတော့ညောင်မင်းကဒီဟာလို့ဟိုဟာလို့ဆိုပြီးလက်ညှိုးညွန်ပြီးတော့ခိုင်းတာတွေရှိတယ်ပေါ့အဲ့ဒီမှာဒီကျွန်တော်တို့အတွဲဝင်လာတာတွေမျိုးဒီလောက်စစ်တုံမတက်ရသေးဘူးဒီလောက်နေပြီးတော့ဒီတန်းတူလောက်ရမယ့်အလုပ်တွေတော့နေပြီးတော့ပတ်စာတွေပဲနေပြီးတော့ခိုင်းနေတယ်ပေါ့ခြေလက်စစ်မြေပဲရောက်လို့ရှိရင်ဒီဆိုတော့ပြောခဲ့သလိုမျိုးဒီမင်းတို့ပတ်စာတွေဘာမှမဖြစ်ဘူးတင်တန်းနေနောက်တဲ့တင်တဲ့အပတ်စဉ်တွေအများကြီးရှိတယ်ဆိုပြီးတော့ဒီကျွန်တော်တို့ပတ်စာတွေကိုပဲရှေ့ကဒီတက်ခိုင်းမဲ့သဘောရှိတယ်ဆိုပြီးကျွန်တော်တို့ဒီကြောက်ဆိုင်အတွေ့တွေဝင်ပြီးတော့နော်ဝင်လာတယ်ပေါ့အဲ့လိုတွေ့ရတော့ကျွန်တော်တယောက်တည်းမဟုတ်ဘူးနော်အဲ့ဒီမှာရှိတဲ့ပြည်သူ့စစ်မှုထမ်းရဲ့ပုံလုံးဒီပါရဲ့လို့တွေ့နေကြတယ်ပေါ့ငါတို့ရှင်းနေတဲ့စစ်ခြေလက်စစ်မြင်ရအောင်လို့တည်ရမှာပဲငါတို့ထွက်ပြေးရင်အကောင်းဆုံးဖြစ်မယ်ဆိုလို့ဒီတို့ပြောဆိုတာရှိတယ်ပေါ့ငါတို့ပြည်နေထွက်ပြေးမလဲဆိုပြီးလာပြီးတော့ဒီဆွေးနွေးတာတွေပါရှိတယ်အကြောက်ပြားတွေဝင်ပြီးတော့အိမ်မှာပြည်သူ့စစ်မှုထမ်းတွေဆိုလို့ရှိရင်ဒီစိတ်ဓာတ်တွေကြာပြီးတော့နေပြီးတော့အလုပ်ပုံမှာလည်းစိတ်ဝင်စားတော့အဲ့ဒီထွက်ပြေးမယ်ဆိုတဲ့အတွေ့အဲ့ဒီအတွေ့တွေပဲနေပြီးတော့တောက်လျှောက်နေပြီးတော့တယောက်နဲ့တယောက်နေပြီးတော့တီတိုမျိုးစွန်တာတွေရှိတယ်ကျွန်တော်ကတော့ဒီအဲ့ဒီမှာနေပြီးတော့တက်လာယူတော့နေခဲ့ရတယ်စေလို့မတိုက်ခဲ့ရပါဘူးကျွန်တော်တင်တန်းစင်တို့ဒီခမရ9ခုလို့ရောက်တယ်အဲ့ဒီချိန်မှာဖုံးစားပြီးကြိုင်ရပြီးအဲ့ဒီချိန်မှာနေပြီးတော့ဒီကျွန်တော်ဒီရခိုင်တပ်တော်မှာရှိတယ်ကျွန်တော်ရောက်ပါတယောက်ရှိတယ်သူနဲ့ချိတ်ဆက်ပြီးတော့ရောက်ပါဒီလိုရှိတယ်ငါ့ကိုကြည့်ပါအောင်ဆိုပြီးတော့ပြောတယ်ခြေတန်းကိုတော့သွားရမယ်ပြင်မမသိသေးဘူးဆိုပြီးတော့နဲ့ချမ်းပြည်ရောက်လို့ရှိရင်လည်းမင်းအေကလူတွေနဲ့အေကရေးဝင်နေချိတ်ဆက်ပေးပါအောင်တကယ်လို့ရခိုင်ပြည်ရောက်ခဲ့ရင်လည်းရခိုင်ပြည်မှာရှိတဲ့ဒီအေကရေးဝင်နေချိတ်ဆက်ပေးပါအောင်ဆိုပြီးတော့ကျွန်တော်စကားပြောဆိုတာရှိတယ်အဲ့ဒီနောက်တော့ဒီကျွန်တော်တို့ဒီပဒန်းကိုပို့ခိုင်းရတယ်ပဒန်းကမြေလက်ကိုရောက်တယ်အဲ့ဒီနောက်အဲ့ဒီလိုဒီကျွန်တော်ကနေပြီးတော့ဒီကျွန်တော်ရောက်ပါဦးငါတို့မြေလက်ကိုရောက်နေပြီမြေကိုညီပါအောင်ငါတို့ရခိုင်ပြည်မှာပဲအဲ့ဒီလိုပြောတယ်အဲ့ဒီလိုနဲ့ဒီရောက်ပါနေပြီးတော့ဒီနိုင်ရကမှရှိတဲ့အေကတိုက်ရင်မှုပြောင်းနေကျွန်တော်ကိုရှိတ်စစ်ပေးတာအဲ့မှာဒီလိုကျွန်တော်စကားပြောကြတယ်မင်းပင်ရောက်လာပြောပေးရှိမှပဲဘယ်လိုလုပ်ဆိုပြီးတော့နေပြီးကျွန်တော်နေပြီးအေကတိုက်ရင်မှုကနေပြောတာရှိတယ်ကျွန်တော်မှာနေပြီးဒီအစာကလေးကနေပြီးအလင်းမှုမျိုးဆိုပြီးတော့ဒီအင်ဂျီအဖြူဟက်တိန်းထားတာရှိတယ်ပွက်ထားတာရှိတယ်ကျွန်တော်နဲ့အတူတူပါလာတဲ့ဒီကျွန်တော်တူလေးတယောက်မတရားဒီဖန်စီခံရကျွန်တော်တူလေးတယောက်လေးပါလာရဲ့အိမ်မှာနေပြီးဒီခမရ9ခွာလေးမှာသူတို့နဲ့တိုင်ပင်ကြတာပေါ့အိမ်မှာကျွန်တော်တူတယောက်လေးမဟုတ်ဒီဗမာဒီပြည်သူ့စစ်မှုထမ်းဗမာတွေလည်းဒီမျိုး5-6ရောက်တော့ပါတယ်ကျွန်တော်တို့ထွက်ပြေးမယ်ဆိုပြီးတော့အိမ်ဒီမှာတိုင်ပင်ကြတယ်အဲ့လိုဒီအဲ့နေရာနေပြီးတော့ဒီတအားလူများတော့ဒီအကုန်လုံးပြေးလာမှာအခွင့်အရေးမတာဘူးနဲ့ကျွန်တော်တယောက်လေးအခွင့်အရေးရတာနေပြီးတော့ကျွန်တော်တယောက်လေးနေပြီးအဲ့စခန်းကုန်းကနေပြီးတော့ထွက်ပြေးလာတယ်အဲ့လမ်းမှာနေပြီးတော့ဒီကျွန်တော်ကနေပြီးတော့အလံပြူထောင်ပြီးတော့ဒီသူတို့ဒီချမ်ပီယံစစ်ကောင်စီတက်ကလူနဲ့တွေ့မှလေးဆိုးရဆိုပြီးတော့အတမ်းမဲ့မထွက်ရဘူးကျွန်တော်ကလည်းတတုံးလုံးချောက်ပြီးတော့လာတယ်အဲ့ဘက်ကိုဒီရခိုင်တဲ့တို့အေးရှိတဲ့နေရာကိုခြောက်လာတယ်အဲ့ကျွန်တော်ပြေးတဲ့ရက်ကနေပြီးဒီ2026တလပိုင်း24ရက်နေ့ပြည့်ဒီထွက်လာတဲ့အချိန်ကတော့တနင်္လာရီ15ဖြစ်တယ်တနေ့ကုန်အဲ့ဒီတောင်တွေကိုကြိုပြီးတော့လာတဲ့အချိန်မှာညနေပိုင်းကျတော့ဒီရခိုင်ကတ်တို့ရှိတဲ့အနာကိုရောက်တာပေါ့အဲ့9နာရီလောက်ဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော်ကအလံပြူတွေထောင်ပြီးတော့ဒီအတန်လေးမထွက်ရဘူးကိုဒီစစ်ကောင်စီတပ်သားတွေနဲ့ပြန်တွေ့မှလေးဆိုပြီးတော့နဲ့ဒီကင်းသမားတယောက်ကနေပြီးမင်းဘေကိုသွားတာလေးဆိုပြီးတော့ကျွန်တော်တန်းတန်းနဲ့ရှိတာနဲ့ကျွန်တော်ကနေပြီးတော့မဟုတ်ပါဘူးကျွန်တော်ကရခိုင်လူမျိုးပါအလဲဝင်ဖို့လာတာပါဆိုပြီးတော့နေပြီးတော့အိမ်မှာနေပြီးတော့အလဲဝင်စီမှာအလဲဝင်လိုက်ပြီပေါ့အဲ့လိုမျိုးပဲကျွန်တော်လိုမျိုးပဲဒီအလဲဝင်ခြင်းတဲ့ဒီဗမာလူမျိုးတွေရောဒီအခြားပြည်သူ့စစ်မှုထမ်းတခြားတိုင်းရင်းသားတွေအများကြီးရှိတယ်ဒီမှာ
ဘာဖြစ်လို့အလင်းမဝင်ရင်လေဆိုတော့ဒီအထက်အရာရှိတွေကနေပြီးတော့ဒီမင်းတို့အလင်းဝင်ပြီဆိုလို့ရှိရင်ငါကိုယ်တိုင်ပြစ်တတ်မယ်မင်းတို့ရခိုင်လူမျိုးဖြစ်ပေမဲ့လည်းမင်းတို့နေပြီးတော့ခုလက်ရှိမှာနေပြီးတော့ငါတို့ဒီစစ်ကောင်စီတက်ဟိုငါတို့တက်သေးရပဲမင်းတို့နေပြီးအေးနဲ့တွေ့ရင်လည်းမင်းတို့ရခိုင်လူမျိုးဆိုပေမဲ့မင်းတို့ကိုပြစ်တတ်မယ်ဆိုပြီးကျွန်တော်ချင်းချောင်းမျိုးဆိုတာရှိတယ်နောက်ပြီးဗမာလူမျိုးတွေဆိုလို့ရှိရင်ကိုယ်တော်ဆိုးသေးတာပဲသူတို့ကဒီအချက်ရရှိစီကပြောတာမင်းတို့ကတော့ဗမာလူမျိုးပဲမင်းတို့ထွက်ပြေးလို့ရှိရင်အေးစီမနေပြီးတော့အသက်ခံရမှာတေးကြတယ်ထွက်မပြေးကြနဲ့ဆိုပြီးတော့ဒီကျိုးချင်းချောင်းပြောဆိုတာလေးရှိတယ်ထွက်ပြေးရှင်မဲ့နေလို့သူတို့ကနေပြီးတော့ထွက်မပြေးလာရဲ့မလာမရေးတဲ့လူတွေလည်းအများကြီးရှိတယ်